မင်္ဂလာပါရှင်။ Royal Daily Condominium ရဲ့ Video Management တင်က2026မေလမှာလှုပ်ဆောင်ခဲ့တဲ့လှုပ်ဆောင်ချက်တွေကိုပြပြပေးသွားမှာဖြစ်ပါတယ်။ Lift 2ရတာဖြစ်နေတဲ့အတွက်ကြောင့်အစားပေးပြုလုပ်ပေးခြင်း။ Swimming pool ဘေးမှာရှိတဲ့အပေါက်ကိုပိတ်ပေးခြင်း။ ဂျီလုံးပြေးဆက်မှာ Ceramic Spear Down Switch မကောင်းတဲ့အတွက်ကြောင့်အစားပေးပြုလုပ်ပေးခြင်း။ Lift number 5နဲ့8ကိုလာစဉ်စားပေးပြုလုပ်ပေးခြင်း။ Tower C Transfer Pipe Flow ဘေးမကောင်းတဲ့အတွက်ကြောင့်အသစ်လဲပေးခြင်း။ Tower A Main Waste Water Pipe Slope မကောင်းတဲ့အတွက်ကြောင့်ပြုပြင်ပေးခြင်း။ Lift number 127မှာ ART battery အသစ်လဲပေးခြင်း။ Tower ACD overhead တက်များကိုသက်ရှင်းရေးပြုလုပ်ပေးခြင်း။ Lift number 8ကို ART battery လဲပေးခြင်းနဲ့ Lift number 14ကိုလာစဉ်စားပေးပြုလုပ်ပေးခြင်း။ ကွန်ဒိုအရှိမှရှိတဲ့အဆိုင်ဘုတ်ကိုအသစ်လဲတက်ဆင်ပေးခြင်း။လာစဉ် bus ကိုထိုးပြုလုပ်ပေးခြင်း။ရေမြောင်းအတွင်းမှာရှိတဲ့မြောင်းချင်းများကိုစွန့်ပစ်ပေးခြင်း။ Tower A အရှိဘက်ရင်ပတ်လမ်းမှာရှိတဲ့ရေမြောင်းပုံးများကိုပြုပြင်ပေးခြင်း။ Tower ACD မှာရှိတဲ့ပိုက်လိုင်းအတွင်းမှာပိုးလောင်လန်းနေသည့်စီဖို့ရအတွက် overhead တက်အတွင်းကိုဆေးခတ်ပေးခြင်း။ Tower ACD Transfer Pipe Section ပိုက်လိုင်းများကို bracket ဆွဲခြင်းနဲ့ Tower A Section Pipe ကိုပြုပြင်ပေးခြင်းတို့ဖြစ်ပါတယ်ရှင်။မမတို့နိုင်ရဲ့ဒီဒီကွန်တို့ရဲ့မေလအတွက် maintenance fee ကိုတော့92,000မှ3,500အထိသတ်မှတ်ကောက်ခံထားပါတယ်ရှင်။ဟုတ်ကဲ့ပါအခုပြပြပေးခဲ့တာကတော့မေလအတွင်းမှာ Video Management တင်ရဲ့လှုပ်ဆောင်ချက်တွေဖြစ်ပါတယ်။ဒါဆိုရင်တော့နောက်ထပ်ဗီဒီယိုလေးမှာတော့ဂျွန်လအတွင်းမှာ Video Management တင်က Royal Daily ကွန်တို့ကြီးကိုဘယ်လိုဝန်ဆောင်မှုတွေပေးနေလဲဆိုတာကိုထပ်ပြီးတော့တင်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။